မြန်မာနိုင်ငံတမိုက်တစ်လျှောက်လုံးမှာတွေးဆဆွေးနွေးဆိုတာကအမေဒါရှိလာခဲ့တယ်အခုလည်းကြည့်မယ်ဆိုရင်တော့အကြဖက်စစ်ကောင်စီနဲ့မြောက်ပိုင်းမဟာမိတ်တုံ့ဖွင့်တဲ့တရုတ်ရဲ့ facilitate မှုကြောင့်သူတို့တွေးဆနေတာပဲเนาะမတွေးဆိုတာမဟုတ်ဘူးနိုင်ငံရေး result မှထွက်တယ်ဘာတခုမှမထွက်တွေးဆွေးနွေးလို့ပြောမယ်ဆိုရင်တော့ဥပမာဇလက်စကီကိုကြည့်မယ်ဆိုရင်ဇလက်စကီကအချို့တက်မှမရှိဘူးဇလက်စကီကအပီကိုတွားပြီးမှသူကတကဘာလို့ကိုသူပြောနိုင်တယ်တွားနိုင်တယ်အဲ့လိုပြီးမှတွေးဆွေးနွေးဆိုတဲ့ဥစ္စာဟာလည်းသူတို့ကပြောနေတာပေါ့ဒါပေမဲ့ကျွန်တော်တို့မှာတမနာဥဝိမေကအချို့တက်မှရှိလူထုကောင်းဆောင်ကြီးကလည်းအချို့တက်မှသူတို့တကယ်တော့ပြောမယ်သူတို့ရဲ့ဂျာမိုင်းတောင်ကျွန်တော်မသိဘူးသူတို့တေးတလားစီတလားဆိုတာတော့မှလည်းကာယကရှိဒီကိုတိုက်ကနိုင်ငံတော်တိုင်ပိကကိုတိုင်သူကိုတိုင်မပြောဘဲနဲ့တော့ကျွန်တော်စစ်ကောင်စီမယူနိုင်အရာဝေးသေးတယ်ဒါပေမဲ့မူအဖြစ်ကြည့်မယ်ဆိုတော့ဟာတွေးဆွေးနွေးရလို့မပြောခင်မှာအများကြီးလှုပ်ရှားရရှိသေးတယ်